စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းဟုံးမလင်းဒေသဟာကုန်းကြောင်းနဲ့ရေကြောင်းသွားလာရေးခက်ခဲနေမှုကြောင့်လေကြောင်းခီးစဉ်တစ်ခုတည်းကိုသာအဓိကအားထားနေရကြောင်းသိရပါတယ်။ဒါပေမဲ့လေရင်လက်မှတ်အယောင်းဝယ်ပြုလုပ်ရမှာအကျင့်ပြတ်ရှားစားမှုတွေနဲ့ဈေးနှုန်းအဆမတန်မြင့်တင်ရောင်းချမှုတွေကြောင့်ဒေသခံပြည်သူတွေအကြက်တဲဖြစ်ပေါ်နေတယ်လို့သိရပါတယ်။စကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တိုင်းသားရေးရဝန်ကြီးဦးစီးကျင်းပတဲ့ရှင်လောင်း33ပါးရှင်ပြုလူတော်အတွက်လိုအပ်တဲ့အဝတ်ထည်တွေဆလွယ်တွေနဲ့ဆရာတော်ကြီးတွေကိုကတ်လူဖို့တတိဝလံတွေကိုမန္တလေးမြို့ကနေဟုံးမလင်းမြို့ကိုပို့ဆောင်ဖို့စီစဉ်ခဲ့ပေမဲ့လည်းလေရင်လက်မှတ်ပြဿနာကြောင့်အခက်အခဲကြီးစွာကြုံတွေ့ခဲ့ကြရတယ်လို့ဆိုပါတယ်။တရင်ရင်မြရဲ့အဆိုအရဝန်ကြီးရဲ့ကိုရေးရာရှိဟာအဆိုပါပစ္စည်းတွေကိုတည်ယူပို့ဆောင်မှုအတွက်လေရင်လက်မှတ်တစ်စောင်ကို9,800,000ကျပ်နှုန်းနဲ့ကြိုတင်ငွေသွင်းဝယ်ယူခဲ့တော်လဲဖေဖော်ဝါရီလ29ရက်နေ့မနက်မှာလေရင်ခီးစဉ်ပြည့်ပြည့်ချင်းဖြစ်သွားခဲ့ကြောင်းအကြောင်းကြားစာလက်ခံရရှိခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ခီးစဉ်မှာပြည့်ရွှင်ခြင်းမရှိဘဲပုံမှန်တိုင်းပြန်တန်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရသဖြင့်လက်မှတ်ရောင်းချမှုအပိုင်းမှာမယိုးမသားဆောင်ရွက်မှုတွေရှိနေတယ်လို့သူကဆိုပါတယ်။ဈေးဖို့ပေးနိုင်သူကသာဦးစားပေးတဲ့အဂတိလုပ်ရက်တွေဖြစ်ပွားနေပြီးအဆိုပါကိုရေးရာရှိမှဖေဖော်ဝါရီလ28ရက်နေ့မှာလက်မှတ်ရရှိဖို့ထပ်မံကြိုးပမ်းခဲ့ပေမဲ့လည်းလေရင်ကကိုတဦးကို10,500,000ကျပ်ပေးမှသာလက်မှတ်ရရှိမယ်လို့ပြန်လည်တောင်းဆိုမှုတွေရှိခဲ့ကြောင်းသိရပါတယ်။လေကြောင်းလိုင်းတာဝန်ရှိသူတွေနဲ့ကိုယ်စားလှယ်အချို့ဟာလေရင်လက်မှတ်တွေကိုတတ်မှတ်ဈေးထက်ပိုမိုပေးနိုင်သူတွေကိုသာဦးစားပေးရောင်းချနေတာကြောင့်ကျန်းမာရေးကိစ္စအရေးတကြီးသွားဖို့လာဖို့လိုအပ်သူတွေနဲ့ဘာသာရေးလူမှုရေးကိစ္စဆောင်ရွက်သူတွေအတွက်များစွာနစ်နာဆုံးရှုံးနေရတယ်လို့ပြောပါတယ်။မန္တလေးကိုကျန်းမာရေးကိစ္စနဲ့ရောက်ရှိနေတဲ့ဟုံးမလင်းဒေသခံတူကလည်းလေရင်လက်မှတ်အယောင်းကိုယ်စားလှယ်တွေဟာလက်မှတ်ဈေးနှုန်းကိုပေါက်စေတဲ့ပုံမရောင်းချနေကြောင်းသူကဆိုပါတယ်။မန္တလေးကိုကျန်းမာရေးကိစ္စနဲ့ဆင်းခဲ့တာလေရင်အပြန်လက်မှတ်လဲကြိုဝယ်ထားပါတယ်။ပြန်မယ်လို့တော့မရတော့ဘူးတဲ့။အဲ့ဒါနဲ့မန္တလေးမှာတစ်လလောက်နေလိုက်ပါတယ်။သူတို့သဘောနဲ့လုံနေကြတာတကယ်တော့ပေါက်ဈေးလဲအဲ့လောက်မရှိပါဘူး။အမြန်ပြန်ရင်10သိန်းဆိုလို့လဲပေးထားပြီးအဲ့ဒါကိုမရပြန်ဘူးလို့သူကပြောပါတယ်။ဒေသခံပြည်သူတွေအနေနဲ့လေရင်လက်မှတ်အယောင်းကိုယ်စားလှယ်အေဂျင့်တွေကိုစနစ်တကျစောင့်ကြည့်စစ်ဆေးပြီးလက်မှတ်တွေကိုအပြင်ဈေးနဲ့ကစားနေမှုကိုတားဆီးပေးဖို့ပွင့်လင်းမြင်သာမှုရှိဖို့ကိုတောင်းဆိုနေရပါတယ်။အလားတူလေရင်လက်မှတ်ဈေးနှုန်းတွေနဲ့ခီးစဉ်အခြေအနေတွေကိုအများပြည်သူသိရှိအောင်တရားဝင်ထုတ်ပြန်ပေးဖို့နဲ့တဆင့်ခံရောင်းချသူတွေကိုအရေးယူပေးဖို့လေရင်လက်မှတ်တွေကိုကြိုတင်ဝယ်ယူကာဈေးတင်ရောင်းချနေတဲ့တဆင့်ခံပွဲစားစနစ်ကိုအမြင့်ပြတ်အောင်ဆောင်ရွက်ပေးနိုင်ဖို့ကိုလည်းတောင်းဆိုနေကြပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ15ရက်နေ့ကဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟုံးမလင်းမြို့ကိုရောက်ရှိလာပြီးတဲ့နောက်ဒေသတွင်းနေပြည်သူတွေဟာဟုံးမလင်းဒေသကုန်းကြောင်းရေကြောင်းတွေတွာလာရခက်ခဲနေပြီးကုန်စည်စစ်ဆေးမှုအခက်အခဲတွေဖြစ်ပေါ်နေကြောင်းလေကြောင်းလိုင်းတစ်ခုတည်းကိုသာအားကိုးနေရကြောင်းပြောဆိုတင်ပြဆွေးနွေးခဲ့တယ်လို့လည်းသိရပါတယ်။ဒါပေမဲ့ဟုံးမလင်းမန္တလေးလေရင်လက်မှတ်ဈေးနှုန်းတွေအဆမတန်မြင့်တက်နေသလိုလေရင်လက်မှတ်အယောင်းကိုယ်စားလှယ်အေဂျင့်တွေရဲ့အဂတိလိုက်စားမှုတွေကြောင့်ဒေသခံပြည်သူလူထုတို့အခက်အခဲတွေနဲ့ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။